အကြမ်းပြင်းပေါ့ဒါနိုင်ငံရေးစကားမပါပြောတာပေါ့အဲ့တော့ပြောချင်တာကမထိရောက်ဘူးဆိုတာကိုပြောချင်တာမထိရောက်ဘူးဆိုတာကိုပြောချင်တာတချို့ကပြောကြတယ်ကုလသမဂ္ဂဘာထိုင်လုံးနေဖွင့်လိုက်ပိတ်လိုက်သူတို့ဟာသားလို့ပြောင်းကြတယ်သူတို့ကုလသမဂ္ဂကိုဘယ်တုန်းကကောင်းကျိုးပေးခဲ့ဘူးလို့လေဥပမာကိုကဘယ်တော့မှကောင်းကျိုးမပေးခဲ့ပဲနဲ့ကုလသမဂ္ဂကကိုကအမြဲတမ်းယူတဲ့ပဲဖြစ်နေခဲ့တာသူတို့ကဒီလိုပုံစံစဉ်းစားတာဒါပေမဲ့ဥပဒေရတော့အဲ့လိုမစဉ်းစားပါဘူးဥပဒေကတော့လူတိုင်းမျှတအောင်ပေးတာပေါ့လေအဲ့တော့အခုလေအရှေ့တောင်အာရှနိုင်ငံတွေမှာအရှေ့တောင်အာရှနိုင်ငံတွေမှာမြန်မာနိုင်ငံသားတွေမျက်နှာငယ်နေရတာဒီကိစ္စပဲဒီကျွန်တော်တို့ကသူတို့နိုင်ငံကိုလာပြီးယူဖို့ပဲစူးစမ်းနေတာသူတို့နိုင်ငံမှာလာနေမယ်သူတို့နိုင်ငံကနေအလုပ်တွေလူယူမယ်သူတို့နိုင်ငံမှာရာဇဝလုပ်မယ်ဒီလိုပဲသူတို့ကမြင်ကြတာပေါ့ထိုနည်း၎င်းပဲဒီမိုကရေစီနိုင်ငံသားတွေမှာနိုင်ငံများမှာလည်းနိုင်ငံသားတွေကိုဒီလိုပဲမြင်တာပဲဒီလူတွေကဒီနိုင်ငံလာပြီးဒီနိုင်ငံကနေမှီခိုပြီးစားနေတယ်ဒီနိုင်ငံကယူတဲ့လက်တွေပဲဖြစ်နေတယ်ဒီနိုင်ငံကိုပေးဆက်တာကနည်းနည်းယူတာကများနေတယ်ဒါမျိုးတွေသူတို့စဉ်းစားပြီးမဲဆွဲတာပေါ့ဒါပေမဲ့အဲ့လိုပြောလို့တရားရင်တော့မှန်လားဆိုမမှန်ပါဘူးကောင်းတဲ့လူလည်းရှိပါတယ်ဒါပေမဲ့ reform party တက်လာလို့ဓာတ်တွေဖြတ်လိုက်မယ်ဆိုရင်လည်းဘာမှငြင်းလို့မရဘူးသူမပေးရင်ဘာမှလုပ်မရဘူးသူဆိုရမယ်တရားရုံးတွေပါပြီးတော့သွားမှာပေါ့လေဘာမှလုပ်မရဘူးအဲ့ဒါကို Trump ကအခုလက်တွေ့အမေရိကမှာလုပ်ပြထားပြီ Trump မတိုင်ခင်ကလူတွေထင်နေတာကအမေရိကန်နိုင်ငံဟာဘယ်သူမှငါတို့ကိုထိလို့မရဘူးအမေရိကန်နိုင်ငံရောက်ရင်ဘယ်သူဘရောမှပြန်မပို့ဘူးနေတိုင်းခွင့်မရရင်လည်းဒီတိုင်းနေလို့ရတယ်ဆိုတော့ဒီလွဲမားတဲ့ယုံကြည်ချက်တွေရှိခဲ့ကြတယ်ဒါပေမဲ့ Trump လက်တွေ့လုပ်ပြလိုက်မှလူတွေမျက်လုံးပြူကုန်တာဟာအမေရိကမှာရောက်နေတော့မြန်မာနိုင်ငံကမျိုးနွယ်စုတယောက်ကလူတယောက်ပြောသလိုပေါ့သူတို့ကိုအမေရိကန်ကအရန် view site တာအမေရိကန်ကသူတို့လူမျိုးကိုအထူးခွင့်ရေးပေးပြီးခေါ်ထားတာဆိုတော့အဲ့ဒီလွဲမားတဲ့အတွေးခေါ်တွေရှိနေတာအများကြီးပဲဒါပေမဲ့ကျွန်တော်ပြောတော့ကျွန်တော်တို့ဘာပြန်မပြောခဲ့ပါဘူးဘာအဲ့ဒီချိန်ကလည်းမှန်နေတာကိုဒါပေမဲ့ Trump တက်လာတဲ့အခါမှာအဲ့ဒီဥပဒေတွေလွှတ်တော်တွေအကုန်လုံးကိုသမ္မတအမိန့်နဲ့မောင်ရီခဲတို့အဖွဲ့ဘယ်လိုဖမ်းနေတယ်ဘယ်လိုပြန်ပို့နေတယ်ဘယ်သူဘာလုပ်လို့ရလဲအခုဗီဇာဥပဒေတွေပြင်လိုက်တယ်နော်နိုင်ငံသားလျှောက်တဲ့ဥပဒေတွေပြင်ပြစ်တယ်ပြန်ပို့လို့ရတဲ့ဥပဒေတွေပြင်ပြစ်တယ်ဘာလုပ်လို့ရလဲဒီနိုင်ငံမှာလဲ UK အစိုးရကတောင်းသားဥပဒေတွေဗီဇာဥပဒေတွေပြင်ပလိုက်တယ်ဘာလုပ်လို့ရလဲအဲ့တော့ကိုဒီကပေးတဲ့လက်လားယူတဲ့လက်လဲဆိုတာကိုအနေထားကိုကိုသဘောပေါက်ဖို့လိုပါတယ်ဒါကြောင့်ကိုကဘယ်နိုင်ငံမှာပဲနေဘယ်နိုင်ငံမှာပဲရောက်အခက်ခဲရှိလို့ဒုက္ခဖြစ်လို့ယူတာကတော့ဘယ်သူမှမငြင်းပါဘူးဒါအခွင့်အရေးပဲအသက်ရှင်တာဒါပေမဲ့အဲ့ဒါကြီးကိုတစ်သက်လုံးယူဖို့မစင်စားပဲပြန်ပေးဆက်ဖို့စဉ်းစားဖို့လိုတယ်ဒါဖျားသခင်ကကျွေးနေတာမဟုတ်ဘူးနိုင်ငံတော်ကကျွေးနေတာအဲ့နိုင်ငံတော်ကပတ်စံကသူများတွေရဲ့အလုလက်ခလာစာကနေအခွန်ပတ်စံတွေဆိုတာကိုနည်းနည်းစဉ်းစားကြဖို့လိုအပ်တယ်ထိုနည်း၎င်းပဲမြန်မာနိုင်ငံကလည်းကုလသမဂ္ဂကပေးနေတာမဟုတ်ဘူးမြန်မာနိုင်ငံကိုပေးနေတဲ့ရေဘေးလူငွေပတ်စံတွေ UNICEF ကလာတဲ့စေဝါတွေ WHO ကလာတဲ့စေဝါတွေ WFP ကလာတဲ့အစားအသောက်တွေဖျားသခင်ကမိုးပေါ်ကချပေးထားတာမဟုတ်ဘူးနိုင်ငံများကပေးတာအဲ့ဒီနိုင်ငံများနောက်ကမှအဲ့ဒီနိုင်ငံမှာလှုပ်လှုပ်နေတဲ့ပြည်သူများရဲ့ပတ်စံဖြစ်တယ်အဲ့တော့အဲ့လိုမျိုးစဉ်းစားပုံရကိုယ်နိုင်ငံမပေးရအောင်
ကိုယ်နိုင်ငံကိုပေးတဲ့မယူရအောင်ပေးတဲ့လက်ဖြစ်အောင်ပြောင်းအောင်ပါဒါကြောင့်ကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ကိုပြုပြင်ပြောင်းလဲဖို့တွန်းအားပေးတဲ့အချက်တစ်ချက်ထဲမှာဒီမိုကရေစီတွေမကပဲကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားများဟာတူဦးတယောက်မှဘယ်နိုင်ငံကမှလက်မဖြန့်ရပဲကိုယ်နိုင်ငံသားကိုဝဝလင်လင်ကျွေးနိုင်ပြီးသူများနိုင်ငံသားတွေကိုပြန်ပေးနိုင်တဲ့လက်ဖြစ်ဖို့အတွက်ဒီအာဏာရှင်စနစ်ကိုပြင်ကျင်တာအာဏာရှင်တွေကသူတို့ပဲတိုင်းပြည်မှာရတဲ့ပတ်စံကိုယူပြီးပြည်သူတွေကိုသူများစီကတောင်းကျွေးနေတာဘယ်လိုပြောရင်လဲလော်ရကြမယ်ကုလသမဂ္ဂလက်ဖြန့်ယူနီဆက်လက်ဖြန့်အန်ဂျူရီယာလက်ဖြန့်နိုင်ငံတကာလက်ဖြန့်အကုန်လက်ဖြန့်နေရတာအဲ့တော့ပေးတဲ့လက်နဲ့ယူတဲ့လက်မှာကိုလည်းမြန်မာနိုင်ငံမှာနေနေတာပဲเนาะကိုယ်အတိုင်းဝိုင်းမှာလည်းပေးတဲ့လက်နဲ့ယူတဲ့လက်ကပေးတဲ့လက်ကလူတိုင်းဖြစ်ချင်တာပဲလေအဲ့တော့ယူတဲ့လက်ဖြစ်သွားရင်ကိုရီးယားအားငယ်ရတယ်စိတ်တက်ကအဆင့်နှိပ်သွားတယ်အမြဲတမ်းစိုးရိမ်နေရတယ်ပူနေရတာပေါ့ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းတစ်သက်လုံးယူလက်ဖြစ်နေတဲ့လူတွေအများကြီးရှိတယ်မိသားစုထဲမှာဆွေမျိုးသားချင်းတွေထဲမှာတကယ်ကြီးတွေထဲမှာရှာမစားဘူးလေတစ်သက်လုံးသူများစီကမျောစားနေတဲ့လူတွေလည်းရှိတယ်ဒါကိုကျွန်တော်ဆိုလို့ချင်တာအဲ့တော့ဒါတွေက sociology နဲ့အရင်ဆိုင်တာပေါ့နော်ဒီလူမှုရေးဆိုင်ရာစိတ်ပိုင်းဆိုင်ရာစဉ်းစားပုံတွေပါဒါကြောင့်မင်းအောင်လှိုင်တို့ဒါတော့ကျူးလို့နေရတည့်ရသားနဲ့ဘယ်သူမှရေးပြီးတော့ view မဆိုင်လို့ပေါ့ဗျာရှင်းနေတာပဲအဲ့ဒီအတွက်ကျွန်တော်တို့က view ဆိုင်အောင် NUG တို့ကလိုက်ပြီးတွန်းအားပေးနေရတာမြန်မာနိုင်ငံအကြောင်းမသိလည်းမသိချင်ဘူးမြန်မာနိုင်ငံဘာဖြစ်ဖြစ်သူတို့ကဘာကြီးနဲ့သူတို့နိုင်ငံနေနဲ့ဘာမှမဆိုင်ဘူးကဘာကြီးကိုလည်းမထိခိုက်ဘူးပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံကကဘာကြီးကိုကင်နိုင်တဲ့ leverage လုပ်နိုင်တဲ့ဘာဖဲချက်မှမရှိဘူးဒါ trans စကားနဲ့ပြောရင်အဲ့တော့ view လည်းမဆိုင်ဘူးမကောင်းတဲ့လို့ policy အရကျင့်ဝတ်အရပြောပေးနေကြတာပဲရှိတာအီရန်ကကြတော့အဲ့လိုမျိုးပုံစံနဲ့ဒီ trend က policy ဆွဲတဲ့လူတွေကအီရန်ကိုသတ်ထင်ပြီးလှုပ်လိုက်လို့ကဘာမှပေါ်တာအီရန်ကကဘာကိုဖဲချက်ပြန်ကင်နိုင်တဲ့ဟောမှုကြီးလက်ကြားကြီးရှိနေတယ်ပြီးတော့ပင်လယ်ကွေ့နိုင်ငံများကိုပြန်လဲတိုက်ခိုက်နိုင်တဲ့ဒုံးကြီးတွေရှိနေတယ်အဲ့တော့သူ့မှာပြန်ပြီးတော့လုံနိုင်တဲ့ပထဝီအနေထားရှိနေတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကရင်းနဲ့လည်းမထွက်ဘူး။နော်မြန်မာနိုင်ငံကထွက်နေတဲ့လူများပြောနေတဲ့ကြောက်စိမ်းတို့ရွှေတို့အဲ့ဒါမရှိလို့ကဘာကြီးဘာမှမဖြစ်ဘူး။ဟုတ်တော့မလား။ကြောက်စိမ်းမိုးရလို့လည်းကဘာကြီးဘာမှမဖြစ်ဘူး။ဒီမရှိမဖြစ်အရာတွေထဲမှာမြန်မာနိုင်ငံမှာဘာမှမထွက်ဘူး။အခုနောက်ပိုင်းလူပြောများနေတဲ့မြေရှားသတ္တုတော်တွေထွက်တယ်။ဒါကလည်းအကျမ်းပဲထွက်တာ။မြေရှားကုံကြိုးမဟုတ်ဘူးကုံကျမ်းပဲရှိတာ။ပြီးတော့တစ်ချိန်လုံးကပြောနေတဲ့တစ်အေးကျွန်းတစ်လဲကဘာပေါ်မှာဘယ်သူမှစိတ်ဝင်စားတော့ဘူး။ဘာကြောင့်လဲအခုကပေါင်းကျွန်းနေအများကြီးထွက်နေပြီ။ကြိတ်ကျွန်းနေအများကြီးထွက်နေပြီ။နော်အခုကတစ်ပြားခစ်လည်းမဟုတ်တော့အခုကတန်ခစ်ဖြစ်သွားပြီ။ဘယ်အိမ်မှာမှခုကျွန်တော်အနောက်နိုင်ငံကိုရောက်လာတာတစ်နဲ့ပတ်သက်တဲ့ပြိဘောကဆိုမရှိသလောက်ရှားသွားပြီ။ရှိတော့ရှိသေးတယ်ပေါ့တော်တော်ရှားသွားပြီ။ကလက်တိုင်းလေးတွေလောက်ပါလောက်ပဲရှိတယ်။အဲ့တော့တင်မောတွေဘာတွေမှာတော့ဟိုခေတ်ကတော့ရွက်လီတွေဘာတွေတော့သုံးတာပေါ့လေအခုလည်းရှိအောင်မှာပေါ့လေဒါပေမဲ့အမြောက်များမို့အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကဘာကြီးကိုကင်နိုင်တဲ့ဘာပစ္စည်းမှမရှိဘူးကျွန်တော်ဒီမှာထွက်နေတဲ့တန်ဇာတာတွေခဲမဖြူတို့အဖြိုင်နဲ့တို့ဘာတို့ဘာညာတို့ကလည်းမရှိမဖြစ်တယ်မှာမဟုတ်ဘူးကျန်တဲ့နိုင်ငံတိုင်းမှာရှိတယ်ကျွန်တော်ဒီမှာထွက်တဲ့ဆန်ကလည်းကိုယ်နိုင်ငံတော်ကိုစားဖို့ကဘာကြီးမှာလည်းဆန်ထွက်တဲ့နိုင်ငံတွေအများကြီးပဲအဲ့တော့
ကဘာကြီးနောက်တော့ကျွန်တော်နိုင်ငံရဲ့ပထဝီအနေထားသူတို့ပြောနေတယ်မြန်မာနိုင်ငံရဲ့ပထဝီအနေထားကရေးကြတယ်ဘယ်နေရာမှရေးမပါဘူးဘယ်ရေးလက်ကြမှာလည်းမပိတ်နိုင်ဘူးကျွန်တော်နိုင်ငံကအိန္ဒိယသမုဒ္ဒရာထဲမှာပဲရှိတယ်အဲ့ဒီအိန္ဒိယသမုဒ္ဒရာထဲမှာတော့ဘင်္ဂလားပင်လယ်အော်ထဲမှာပဲရှိနေတာဗုဒ္ဓမပင်လယ်ကွေ့ဟိုဘက်မှာကျွန်းတွေအများကြီးတော့ကျွန်တော်ပြောတဲ့ချာကိုအိုင်လန်ဆိုတာအဲ့ဒီကျွန်တော်နိုင်ငံဟိုဘက်အရှိနာကိုကိုကျွန်းအရှိဘက်မှာအင်္ဂလိပ်ကပိုင်ထားပြီးသားအဲ့မှာရေတပ်စခန်းတွေလည်းစောက်ထားပြီးသားအဲ့တော့ဘယ်သူမှဒီကိုကိုကျွန်းလာစိတ်ဝင်စားဘူးချာကိုအိုင်လန်ရှိနေတယ်အခု UK မှာပြဿနာတက်နေတဲ့ချာကိုအိုင်လန်နော်ဟိုဘက်မှာသတိလင်္ကာတွေရှိနေတယ်အဲ့တော့အိန္ဒိယပိုင်ကျွန်းတွေအများကြီးရှိအဲ့တော့ကျွန်တော်တို့ရဲ့စနစ်ကပြည်သူတွေကပညာတတ်မယ်ကိုယ်နိုင်ငံမှာကောင်းကောင်းမွန်မွန်ရှာဖွေစားတောက်ပြီးတော့စက်မှုဖွံ့ဖြိုးပြီးအရင်းရှင်စီးပွားရေးစနစ်နဲ့ဤပညာနဲ့ကိုထုတ်လို့ရောင်းစားဖို့အခွင့်အရေးပဲရှိခဲ့တယ်အဲ့ဒီအခွင့်အရေးကိုဥနုခေတ်ကဥနုကဥတယ်အဲ့ဒါကနေပြီးတော့စီးပွားရေးတွေနဲ့လုပ်တဲ့အခါမှာကြတော့လေဟိုအိန္ဒိယသားကပိုင်တယ်တရုတ်ကပိုင်တယ်နိုင်ငံခြားသားပိုင်တယ်ဆိုတဲ့စဉ်းစားပုံတွေဖြစ်ခဲ့တယ်အဲ့ဒါတွေကိုပြည်သူပိုင်းမသိမ့်ပဲဥပဒေအရထိန်းချုပ်လိုက်ရင်လေမပိုင်သေးတဲ့လူကိုမပိုင်ရအောင်လုပ်လိုက်ရင်လေဒီပြဿနာမတက်ဘူးအဲ့တော့ကျွန်တော်နိုင်ငံကဟိုစဉ်းစားပုံတွေကအမြဲတမ်းဟိုရတစကားနဲ့ပြောရင်တဆုံးစဉ်းစားတယ်ခေါ်တာပေါ့အပြက်ကိုတခါတည်းစဉ်းစားတာရေရှည်အတွက်မစဉ်းစားဘူးပေါ့နေဝင်းတို့ကဒီအာနာအတွက်ဒီအိန္ဒိယတိုင်းတွေပိုင်တဲ့ဒီလုပ်ငန်းရှင်တွေကိုအကုန်လုံးသိမ်းပြလိုက်တာကနောက်ထပ်လုပ်ငန်းရှင်အသစ်ကိုမမွေးဘဲနဲ့သိမ်းလိုက်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံခါပြတ်သွားတာအဲ့တော့အိန္ဒိယသားတွေပိုင်နေတဲ့လုပ်ငန်းတွေကိုမသိမ်းခင်မှာကိုယ်နိုင်ငံသားတွေပိုင်တဲ့လုပ်ငန်းတွေအရင်လုပ်အောင်ပါတရုတ်ကအဲ့ဒါမျိုးတဆင့်ချင်းသွားနေတာအဲ့တော့နေဝင်းတို့ကဒီအိန္ဒိယသားတွေကိုပဲလက်ညှိုးထိုးလိုက်တယ်အဲ့ဒီအိန္ဒိယသားတွေကိုလုပ်နေတဲ့အလုပ်ငန်းတွေနဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုဘယ်သူနဲ့ပြန်အစားထိုးမလဲဆိုတာလုံးဝထည့်မစင်စားဘူးတိုက်ပြည်ရေရှည်မစင်စားဘူးအဲ့တော့အဲ့ဒီအိန္ဒိယသားတွေနဲ့ဒီဥနုတို့ရှာခဲ့တဲ့စီးပွားရေးကိုထိုင်စားလိုက်တာကုန်သွားတာပဲရှိတယ်အဲ့တော့ तू အစားထိုးတဲ့စက်ယုံအလုပ်ယုံတွေပေါ့အစိုးရစက်ယုံအလုပ်ယုံတွေကရေချင်းမပြည့်မီတဲ့လူတွေနဲ့ तू အစားထိုးပေးတဲ့အခါကျတော့မြန်မာနိုင်ငံမွဲပြကြပြီးဖို့ဖြစ်သွားတာအဲ့တော့နေဝင်းကစပြီးတော့ပေါ့နော်တိုင်းပြည်ကိုတာဝန်ယူခဲ့တဲ့လူအစစ်စင်ဟာအမြဲတမ်းကျွန်တော်တို့ကအပြက်ကိုတဆုံးစဉ်းစားကြတာများတယ်အခုလေအနီးကိစ္စအစိမ်းကိစ္စပေါ့နော်တဆုံးတွေအကုန်ပြောနေကြတယ်ဘလို့တွဲသွားပြီးတော့ဘလို့တက်တာအောင်သွားမလဲဆိုတဲ့ပုံစံကိုစဉ်းစားတာအရင်နေတယ်အဲ့တော့ဒီဆရာနာရှင်တွေဒီလိုဖြက်စီးလိုက်တာဖြစ်တဲ့အတွက်အချိန်တုန်းကကိုယ်နိုင်ငံမှာဥနုခေတ်ပြောတာပေါ့နော်1948-58အနေထားဟာစီးပွားရေးတွေတိုးတက်လာတယ်ဗျာအဆောက်အဦတွေကောင်းလာတယ်ဗျာကုန်တိုက်တွေပေါ်လာတယ်ဗျာပစ္စည်းတွေထုတ်တော့မြန်မာတက္ကသိုလ်တွေကရန်ကုန်တက္ကသိုလ်တွေကတခြားရှစ်တောင်ရှာမှာဆင်းရဲတဲ့နိုင်ငံတွေကလည်းမြန်မာနိုင်ငံအားကျပြီးလာလည်ရတာပေါ့ဒါလောက်ပဲရှိတာဒါပေမဲ့အခုခေတ်အနေထားမှာဒီနေဝင်းနဲ့တန်းရွှေဖြက်စီးလိုက်တဲ့အတွက်ကျွန်တော်ပြောသလို1989ခုနှစ်ကျွန်တော်နှစ်စပိုင်းမှာထိုင်းနိုင်ငံကိုရောက်သွားတဲ့အချိန်မှာနိဗ္ဗာန်ရောက်သလိုခံစားရတယ်ဆိုတာအယမ်းကွာသွားပြီအခုခေတ်ကဥရောပနိုင်ငံတွေအမေရိကမပြောနဲ့အိန္ဒိယချင်းထိုင်းနိုင်ငံစင်ကာပူနိုင်ငံမလေးရှားနိုင်ငံတော့ကျွန်တော်တို့လိုက်ဖို့အနှစ်တရာလောက်လိုက်ရတော့မှာကျွန်တော်တို့တွေထိုင်ပြီးတော့ထိုင်စားနေကြတဲ့အချိန်ကျွန်တော်တို့တွေအချင်းချင်းအပြန်လန်ဆဲပြီးတော့အမုန်းတရားတွေနဲ့ရန်ဖြစ်နေကြတဲ့အချိန်သူများနိုင်ငံကအရှိကိုအလှမ်းတရာလောက်ပြောသွားပြီအဲ့တော့ကမ္ဘာပေါ်မှာဝန်ရှုံဝန်ပြက်ယောဂဆိုတာတောတောင်ထူထက်တဲ့အမေဇုံတစ်တောတွေနေရာတွေမှာပဲဖြစ်တော့တာ
ရန်ကုန်မြို့တော်လိုနေရာကြီးမှာဝန်ရှုံဝေးဖြစ်တယ်ဆိုတော့ကျွန်တော်နိုင်ငံဘယ်လောက်ထိခက်နောက်ကျနေပြီလဲဆိုတာဒါမိမောင်းထုတ်ပြနေတဲ့သဘောမှရှိတယ်အဲ့တော့အဲ့ဒီmindset ကိုတနိုင်ငံလုံးရှိမှဖြစ်မှာကျွန်တော်တို့နိုင်ငံသားများဒီပေးသူများစီကယူရတဲ့လက်ကနေပေးတဲ့လက်ဖြစ်အောင်ကဘာကြီးကိုအုပ်ချုပ်နိုင်တဲ့အနေအထားရအောင်ကဘာကြီးမှာလူရဝင်ပြီးတော့ကဘာကြီးရေးဆွဲနေတဲ့ဥပဒေသားတွေ policy တွေကုန်သွယ်ရေးဆိုင်ရာ policy တွေဗန်တိုင်းဆိုင် policy တွေမှာကိုလည်းပါဝင်ပတ်သက်လာနိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒတွေဘယ်သူပဲအုပ်ချုပ်တဲ့လူကိုငါတို့နိုင်ငံတိုးတက်ဖို့ပြည်သူတွေကောင်းစားဖို့မလုပ်ပေးနိုင်ရင်အဲ့ဒီ red line ထားပြီးစင်းကိုစင်းပေးရမယ်ဖြုတ်ချရမယ်ဆိုတဲ့စိတ်နေစိတ်ထားရှိရင်မြန်မာနိုင်ငံကောင်းစားပြီအဲ့တော့မင်းအောင်လည်းအုပ်ချုပ်လေဒီ red line ကမညီမင်းစင်းမယ်အဲ့ဒီ red line တစ်ခုကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးလက်ခံလာတဲ့နေ့ကျွန်တော်နိုင်ငံကအေးစစ်စစ်ပြောင်းလဲသွားမှာအဓိကကဘသူကပဲတူးချင်းချမ်းသာမြောက်လိုက်သားသမီးပဲချမ်းသာတဲ့ကြခရိုနီတွေကပဲချမ်းသာဒါကသူ့တူးဆန္ဒဖြစ်တယ်တနိုင်ငံလုံးရဲ့ပုံရိပ်နဲ့တနိုင်ငံလုံးရဲ့ကဘာကြီးပေါ်မှာယူရက်လက်ဖြစ်နေတာကိုပြောင်းနိုင်မှာရမှာအဲ့ဒီပြောင်းဖို့အတွက်မလုပ်ပေးနိုင်တဲ့လူဆင်းခိုင်းတာပဲအဲ့တော့အာဏာရှင်တွေဒီမိုကရေစီတွေကိုသူတို့မကြားချင်ဘူးဆိုရင်ဒါတရုတ်ကလည်းကျွန်တော်တို့ပြောလိုက်ရတဲ့စကားပဲမင်းတို့အာဏာရှင်တွေဒီမိုကရေစီမကြားချင်ဘူးโอเคငါတို့အမေရိကန်လည်းမပြောဘူးဒီမိုကရေစီလည်းမပြောဘူးမင်းတို့မင်းအောင်လိုင်းနဲ့စစ်အာဏာမပြောဘူးငါတို့နိုင်ငံကပေးတဲ့လက်ဖြတ်ခြင်းတယ်ယူတဲ့လက်မလုပ်ချင်တော့ဘူးအဲ့ဒါမျိုးမလုပ်ပေးနိုင်တဲ့လူကိုမင်းတို့လည်းမထောက်ခံနဲ့ငါတို့လည်းမထောက်ခံဘူးဆိုတာကိုတရုတ်နိုင်ငံကိုညှိနိုင်ရင်အာဆီယံကိုညှိနိုင်တယ်ဆိုရင်မဆိုးဘူးပဲအဲ့တော့ကျွန်တော်တို့ကတဆုံးပေါ့သူများဒီမိုကရေစီအောင်မြင်လို့ဒီမိုကရေစီអော်နေတာလေဒါပေမဲ့ဒီမိုကရေစီသွားဖို့အတွက်ဖြစ်စဉ်တွေအများကြီးရှိတယ်ပြုပြင်ပြောင်းလဲမှုတွေဒီမိုကရေစီကဝုန်းတိုင်းကြီးတည်ဆောက်လို့ရတဲ့စနစ်မဟုတ်ဘူးဒီမိုကရေစီကရုပ်ချီးပြောင်းလဲဖို့လည်းမဖြစ်နိုင်ဘူးတစ်စစ်ချင်းပြောင်းလဲယူရမှာအချိန်ယူရမှာအဲ့တော့အချိန်ယူရဖို့အတွက်ပထမဆုံးဒီမိုကရေစီသွားဖို့ဖြစ်စဉ်ဒီစစ်အာဏာရှင်စနစ်ကိုအရင်ချုပ်ငိမ့်မှဒီမိုကရေစီစနစ်ကိုစလို့ရမှာအဲ့တော့ဒီစစ်အာဏာရှင်စနစ်ဦးလက်ရှိနေတဲ့ဒီအုပ်ချုပ်သူတွေရှိနေသွေးမြန်မာနိုင်ငံဒီကဘာပေါ်မှာမျက်နှာငယ်နေရအောင်ပဲကဘာကြီးရဲ့အပေခံဖြစ်နေအောင်ပါပဲကဘာကြီးရဲ့ကျင်သားတာခံနေရအောင်ပါပဲဘာကြောင့်လဲကိုကပေးတဲ့လူမဟုတ်ယူတဲ့လူကြီးဖြစ်နေတာအဲ့တော့နောက်တစ်ခုကကိုကယူတဲ့လက်ကနေပြီးမှဒုက္ခလိုက်ပေးတဲ့အနေအထားကိုပါရောက်သွားစေနိုင်တယ်ဒါကဘာကိုဆိုလိုချင်လဲဆိုတော့ကိုကယူလဲယူနေသေးတယ်ကိုယ်နိုင်ငံမှာဒုက္ခတွေလည်းမွေးထုတ်တယ်ပဋိပက္ခကိုလည်းမွေးထုတ်တဲ့အခါမှာဘေးကပေးတဲ့နိုင်ငံတွေကိုပါကိုဒုက္ခတွေဆိုသွားပြီးဒုက္ခသွားပေးတာပေါ့အဲ့တော့ကိုကပေးတဲ့လက်ယူတဲ့လက်ကနေပြီးမှတခြားအိမ်ကြီးသားချင်းများကိုဒုက္ခပေးတဲ့အဆင့်ကိုပါကျွန်တော်တို့ကတဖြည်းဖြည်းတက်လှမ်းလာနေပြီဒါကလည်းအရှိတရားပဲဘာကြောင့်လဲတိုင်းပြည်ပြည်ပကဖြစ်ရင်တိုင်းပြည်ပြည်သူတွေထွက်ပြေးမှာဖြတ်ပြေးရင်တများနိုင်ငံအတွက်ဒါဝန်တော့ဝန်ပို့ပဲအခုဒါထိုင်းနိုင်ငံမှာအကြီးမားဆုံးရင်ဆိုင်နေရတဲ့ဝန်တော့ဝန်ပို့ပဲအဲကြောင့်ထိုင်းအစိုးရကသူ့နိုင်ငံကမြန်မာနိုင်ငံကလူတွေအများဆုံးလက်ခံထားတာဖြစ်တယ်သူ့နိုင်ငံမှာမတည်ငြိမ်တော့ဘူးအကျိုးရုပ်လာပြီးထင်ရင်တော့မြန်မာနိုင်ငံကိုဒီနိုင်ငံသားတွေပြန်ပို့ဖို့အတွက်
သူဒီမြန်မာနိုင်ငံမှာလက်ရှိအာဏာယူထားတဲ့မင်းအောင်လှိုင်လို့နဲ့ပြေလည်အောင်လုပ်မယ်ဆိုတာဒီကြီးလက်ခံမလွယ်ပဲအဲ့တော့ဒါကြောင့်ကျွန်တော်တို့အမြဲပြောနေတယ်ထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေပြေလည်အောင်နေပါသူများနိုင်ငံနဲ့တဟဇာတအောင်နေပါတကယ်လို့သူတို့ကကျွန်တော်တို့ဒီကရောက်လာတဲ့ဒီဒုက္ခတွေပဲခေါ်ထွက်ပြေးလာတဲ့လူပဲခေါ်အခြေချရွှေ့ပြောင်းပဲခေါ်ထိုင်းနိုင်ငံအတွက်ကောင်းကျိုးတဲ့ဆိုးကျိုးများလာမယ်ဝန်တို့ဘူးဖြစ်လာရင်ထိုင်းဆိုးရကိုအဆိုးမဆိုးနဲ့ तू ဟာမင်းအောင်လိုင်းနဲ့ပေါင်းပြီးဒီလူတွေပြန်ပို့ဖို့ကြိုးစားမှာပဲအဲ့ဒါကလည်းကျွန်တော်တို့ဘယ်မှာတွေ့နေရလဲဆိုတော့အိန္ဒိယမှာလည်းတွေ့နေရတယ်အခုမလေးရှားမှာလည်းတွေ့လာပြီချင်းဒုက္ခတွေရိုဟင်ဂျာဒုက္ခတွေအင်ဒိုနီးရှားဒီဘင်္ဂလားဒေ့ရှ်မှာလည်းတွေ့နေရပြီနော်ရိုဟင်ဂျာဒုက္ခတွေပြန်ပို့တဲ့မင်းအောင်လိုင်းနဲ့ပေါင်းနေတာလေအဲ့တော့ကိုရီကကိုဘက်ကိုပဲကိုကြည်တာလीနော်သူတို့ဘက်ကစဉ်းစားတဲ့ခါကျတော့အခုကျွန်တော်ပြောတဲ့ဟာမျိုးတွေနဲ့စဉ်းစားတဲ့လူတွေလည်းရှိတာပေါ့ဒါပေမဲ့အဲ့ဒါကိုတတုချကြည့်လိုက်ရရင်လူသားချင်းလူကိုလူလိုမြင်တယ်လူသားချင်းကူညီတယ်ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ကဈေးဖြတ်လိုက်တာပေါ့တိုင်းဖြတ်လိုက်ပြီးတော့ဒီတိုင်းအလွတ်ကူညီနေကြတဲ့လူတွေလည်းရှိပါတယ်မရှိဘူးလို့ကျွန်တော်မပြောပါဘူးရှိပါတယ်ကဘာကြီးမှာလူသားချင်းတွေကာကွယ်ပေးနေတာတွေရှိတာပေါ့အဲ့လိုကူညီပေးလိုက်လို့လေနောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိတာပဲအဲ့တော့သူများတွေကကိုယ့်ကိုပေးတဲ့လက်မဟုတ်တော့ဘူးယူတဲ့လက်လို့ပဲမြင်သွားတဲ့နေ့အများစုကမြင်လာတဲ့နေ့ဒီပဋိပက္ခဟာကြီးလာမှာပဲအဲ့ဒါကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ်တသက်လုံးသူများပတ်စံထိုင်စားမယ်ဆိုတဲ့စိတ်ဓာတ်ကိုဖျောက်ဖို့လိုတယ်ကိုရှိမှကိုရတယ်ကိုယ့်ကိုရှာစားမယ်ငါလှုပ်အားနဲ့ငါရှာစားဖို့ဆိုတဲ့စိတ်ဓာတ်ထားဖို့လိုတယ်ကိုရီးယားလည်းအဲ့လိုရှိတဲ့နိုင်ငံကလည်းလာတဲ့လူတွေပဲကိုယ့်ကိုရှာစားရတဲ့နိုင်ငံတွေပဲပေါ့နော်အဲ့တော့ဒီလိုပဲကမ္ဘာနိုင်ငံကြီးမှာလည်းကျွန်တော်နိုင်ငံဒီတသက်လုံးသူများစီကမိပြီးစားနေရတာပေါ့နော်အမြဲတမ်းကုလသမဂ္ဂစီကနေပဲယူနေရတာလေနိုင်ငံတကာဒိုနာတွေစီကပဲတောင်းနေရတာအခုယနေ့ထိပဲလေအဲ့ဒါကိုကျွန်တော်တို့ပြောင်းလဲဖို့လိုတယ်အဲ့တော့အီရန်ကအဲ့ဒါကိုပြောင်းလိုက်နိုင်တယ်ဗျဒီနေရာမှာအီရန်ကိုချီးကျူးစရာတော့ရှိတယ်ဗျဒါလောက်အမေရိကန်ပိတ်ဆို့နေတာတဲ့ကြားတွေကနေအီရန်နိုင်ငံရဲ့ပထဝီအနေအထားများအရာသူတို့ဒီထွက်ပေါက်တွေ့သွားတာပေါ့နော်အီရန်မှာရှိတဲ့စစ်ကောင်းဆောင်တွေကလုံးဝမင်းအောင်လိုင်းတို့လိုကိုကြိုးပဲရှာပြီးထိုင်စားနေတာမဟုတ်ပဲအီရန်နိုင်ငံကိုပြန်လဲခုခံနိုင်ဖို့ resistant ပေါ့နော်ခုခံနိုင်စွမ်းအားတစ်ခုကိုတော့တိဆောက်ထားနိုင်တာအမှန်ပဲဖြစ်တယ်အဲ့တော့ဒါကိုတော့ကျွန်တော်တို့ကချီးကျူးရမှာအမှန်ပဲမင်းအောင်လိုင်းတို့နဲ့တော့မတူဘူးမင်းအောင်လိုင်းတို့စစ်အုပ်စုကနေဝင်းတန်းရွှေခင်ညော့မင်းအောင်လိုင်းတို့စစ်အုပ်စုတောက်လျှောက်ထိုင်စားနေတာအမှန်ပဲနိုင်ငံခြားစစ်တပ်ကလာတိုက်တာမပြောနဲ့ကိုပြည်တွင်းကတနက်မရှိတဲ့ចောင်းသားတွေပြန်တိုက်တာတော့မနိုင်ဘူးဖြစ်နေတယ်အဲ့တော့ဒါကြောင့်လေအခုအမေရိကန်ပြားတုံနေတာပေါ့အဲ့တော့တယောက်ကမေးထားတဲ့မိကွန်းပေါ့နော်ဘာကြောင့်အမေရိကန်ကအင်အားကြီးရတဲ့အီရန်ကိုမနိုင်ရတာလဲဆိုတာကျွန်တော်အခုပြောတဲ့အကြောင်းပြချက်တွေအားလုံးကြောင့်